မင်္ဂလာပါဒီနေ့ကတော့ကျွန်တော်ကမဲဆောက်အနီးမဲရမတ်မှာရှိတဲ့ခွန်ဖာဝါ National Park ခွန်ဖာဝါရီတကိုကိုသွားမှာဖြစ်ပါတယ်ဒီနေရာလေးကတော့မဲဆောက်ကနေတနင်္ဂနွေခွဲလောက်သွားပါတယ်မဲဆောက်ကနေမှမဲရမတ်ကိုအရင်လာပြီးတော့အဲ့ဒီကိုသွားမှာပါလမ်းမှာစစ်သားဂိတ်ရှိတာမို့အထောက်ထားရှိဖို့တော့လိုပါတယ်ကားနဲ့လာလို့ရတယ်လို့ဆိုင်ကယ်နဲ့လာလို့ရပါတယ်ဒါပေမဲ့ Grab နဲ့တော့လာလို့မရပါဘူးနည်းနည်းဝေးတာကြောင့် Grab တွေကထိမလိုက်ပါဘူးဒီနေရာမှာဆိုရင်ဝင်ကြီးတို့ဘာလို့ပြရတာမျိုးမရှိပါဘူးဒါကတော့ ခွန်ဖာဝါ National Park ဖြစ်ပါတယ်ဒီနေရာကအရန်နာမည်ကြီးပါတယ်ပြီးတော့အရန်လည်းလှပါတယ်အမျိုးသားဝရင်ဖြစ်တာကြောင့်ဒီနေရာကိုသူတို့ကအမြဲတမ်းစိမ့်လန့်နေအောင်ထားပါတယ်တန့်ရှင်မှုလည်းရှိပြီးတော့အမြဲတမ်းတက်ရက်နေပါတယ်ဒီမှာဆိုရင်ညအိမ်ညက်နေလည်းနေလို့ရတာကြောင့်တငယ်ချင်းတွေမိသားစုတွေနဲ့ကမ်ပင်းထွက်ဖို့အရန်ကောင်းတဲ့နေရာလေးပါကျွန်တော်ကိုကတော့ခွန်ဖာဝါရီတကိုသွားမှာဖြစ်ပါတယ်ဒါကတော့မြေပုံဖြစ်ပါတယ်ကျွန်တော်တို့ခုနေတဲ့နေရာကနေရီတကိုရောက်တဲ့အထိကြားထဲမှာဘာတွေရှိလဲဆိုတာကိုသူပြထားတာပါဒီမှာဆိုရင်တော့တောင်ပေါ်တက်တဲ့အခါဘာတွေလုပ်လို့မရဘူးဆိုတာကိုရေးထားပါတယ်ကျွန်တော်ခုဆိုရင်တော့တောင်စားတက်ပါပြီတနိုင်ကြော်လောက်တက်ရတယ်လို့ပြောပါတယ်မိသားစုတွေတငယ်ချင်းတွေနဲ့လာမယ်ဆိုရင်တော်တော်လေးအဆင်ပြေပါတယ်တောင်တက်ရတာကြိုက်တဲ့သူတို့တော့အရန်ကောင်းတဲ့နေရာလေးပါကျွန်တော်တကယ် recommend ပေးပါတယ်အရန်အဆင်ပြေပါတယ်ဒါကတော့မြေပုံမှာသူပြထားတဲ့ပထမဆုံး scenic view number 1ပါတောင်ပေါ်ကအရန်မှတ်တာမျိုးမဟုတ်ဘဲနဲ့လုံးဝပြပြလေးနဲ့တက်ရတာလုံးဝအဆင်ပြေပါတယ်ဒီတောင်ပေါ်မှာလိပ်ပြတဲ့အများကြီးတွေ့ခဲ့ပါတယ်လိပ်ပြအမျိုးအစားတော်တော်များပါတယ်ဒါကတော့ scenic point number 2ပါဒီနေရာလေးအရန်လာပါတယ်သူကအဲ့ဒီ scenic point 1နဲ့တိတ်မကွာတာကြောင့် view ကတော့အရင်ကွဲပြားတာမျိုးမဟုတ်ပါဘူးရှာတီဥတုကကောင်းတာကြောင့်တောင်တက်တာတော့အလိုမောတာမျိုးမရှိပါဘူးအေးဆေးပါပဲတောင်တက်မဲ့ကြာချင်းကတနင်္ဂနွေကြော်လောက်ကြာတာမို့ကျွန်တော်ရေဘူးတွေကတော့မုတ်တွေပိုင်းစားတတ်တယ်ဆိုရင်တော့စားစရာယူလာခဲ့တော့ပို့ပြီးတော့အဆင်ပြေပါတယ်ဒါကတော့ scenic point number 3ပါဒီနေရာကတော့ point 1နဲ့ point 2နဲ့မတူပါဘူးသူကတော့လှပါတယ်ကျွန်တော်ထင်တော့ဒီမှာညအိပ်ပြီးတော့တောင်တက်ရင်တော့ဒီနေရာမှာကျွန်တော်တိမ်ပင်လေးတွေ့ရမယ်လို့ထင်တယ်ဗျ။ဘာကြောင့်လဲဆိုတော့ National Park မှာဆိုရင်မနက်ခင်းနဲ့ညနေခင်းဆိုရင်အမြဲတမ်းမြူတွေနဲ့အုပ်ဆိုင်နေတာပါ။ဒီဆိုင်မိုးတွေ့ရင်တော့ကျွန်တော်ရေတကွန်ရောက်ပါတော့မယ်။အဲ့ကနေကျွန်တော်ဆင်းရင်တော့ကျွန်တော်ရေတကွန်ကိုဟိုးဝေးရနေပြီးတော့လမ်းမြင်နေရပါပြီဒီနေရာကလမ်းတွေကတော့နည်းနည်းမှတ်ပါတယ်ကျွန်တော်တို့အောက်ဆင်းရတာကြောင့်နည်းနည်းကြီးဆိုင်ပြီးတော့ဆင်းဖို့လိုပါတယ်မတော်ရင်ကျွန်တော်တို့ချော်လဲပြီးတော့ပြုတ်ကျတာမျိုးဖြစ်နေပါတယ်ဟိုမှာဆိုရင်ကျွန်တော်တို့ရေတကွန်တွေ့နေရပါပြီကျွန်တော်အဲ့ဒီကနေနည်းနည်းလောက်ဆက်ဆင်းရင်တော့ရောက်ပါပြီတောလမ်းဖြစ်တာကြောင့်ကျွန်တော်တို့မွေပါကင်းမှာတော့ယူဆိုင်ဖို့လိုပါတယ်ဒါကတော့ရေတကူကနေကျလာတဲ့ချောင်းမှာကျွန်တော်တို့ဒီချောင်းကိုဖြတ်ပြီးတော့သွားရမှာပါချောင်းကိုဖြတ်လာပြီးရင်တော့ကျွန်တော်တို့ရေတကူကိုတွေ့ရပါပြီဒါကတော့ခွန်ဖာဝါရေတကူမှာအရန်လာပါတယ်အရင်ကိုအဆင်ပြေတဲ့နေရာလေးပါအဗန်ချာနဲ့ဆန်ပြီးတော့အရန်မိုက်ပါတယ်တငယ်ချင်းတွေနဲ့တူတူလာပြီးတော့ hiking လုပ်မယ်ဆိုရင်တော့အရန်ကောင်းတဲ့နေရာလေးပါရှေးလဲချိုးလို့ရတာကြောင့်အရန်အဆင်ပြေပါတယ်
ဆုံးထိကြည့်ပြီးလို့ကျေးဇူးအများကြီးတင်ပါတယ်